မြန်မာကဟာတပင်တယ်တွေမြန်မာကနေတဲ့သူတွေနဲ့တက်ဆိုင်တာမဟုတ်ပါဘူးမြန်မာကဟာမြန်မာလူမျိုးအားလုံးမဖြစ်မနေထိမ့်သိမ့်တဲ့ရိုးရာယဉ်ကျေးမှုဖြစ်တဲ့အတွက်ကြောင့်မို့လို့မြန်မာလူမျိုးအားလုံးနဲ့တက်ဆိုင်တယ်လို့မြန်မာလူမျိုးအားလုံးလည်းပိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်ပြောတဲ့အကြောင်းအရာအားလုံးအတွက်အကျိုးရှိရဆိုရင် like subscribe and share လေးလုပ်ပေးပြီးတော့ notification လောင်းလေးကိုလည်းနှိပ်ပေးခဲ့ကြပါဦးခင်ဗျာကျွန်တော်ဒီကြောင်းနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်ပထမဆုံးအကဆိုတာဘာလဲဆိုတာကိုကျွန်တော်တို့ကြည့်ကြည့်လိုက်အောင်ဟုတ်ကဲ့ပါကျွန်တော်ပထမဆုံးအကဆိုတာဘာလဲတေချာသိရအောင်ကိုခဲထဲဝင်ပြီးတော့ what it done ဆိုတော့ကျွန်တော်ရိုက်ရှာလိုက်ပါတယ်အဲ့မှာကျွန်တော်ပထမဆုံးတွေ့တာကတော့ပထမဆုံးတွေ့တဲ့ Britannica website မှာတော့အကဆိုတာခန္ဓာကိုယ်အချိုးကျလှုပ်ရှားခြင်းဖြစ်ပြီးတော့ရေဘူးကအပြင်သချင်းတန်စင်တေဂီတာတခုခုနဲ့အတူသတ်မှတ်ထားသောနေရာအတွင်းလှုပ်ရှားလှုပ်ဆောင်ရတဲ့အရာလို့ရေးထားပါတယ်။တွေးမြင်ဒါမှမဟုတ်စိတ်ခံစားချက်ကိုဖော်ထုတ်ရနိုင်၎င်းစွမ်းရည်ကိုဖြန့်ကျက်ရနိုင်၎င်းဒါမှမဟုတ်ပျော်ရွှင်မှုကိုဖော်ပြရနိုင်၎င်းမိမိရဲ့စိတ်ခံစားချက်အတိုင်းလှုပ်ရှားရတဲ့လှုပ်ရှားမှုမျိုးအကလို့ဆိုလိုခြင်းပဲဖြစ်ပါတယ်။နောက်တစ်ခု Oxford Dictionary မှာတော့သတ်မှတ်ထားသောခြေလမ်းအစစ်အတိုင်းတချင်းတန်နဲ့အညီအချိုးကျလှုပ်ရှားခြင်းကိုအကားလို့အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်ခင်ဗျာနောက်ထပ် Wikipedia မှာတော့ကောက်ခုန်ခြင်းဆိုတာကိုယ်လက်အင်္ဂါအစိတ်ပိုင်းများကိုအချက်ကျလှုပ်ရှားခြင်းဖြစ်ပြီးထို့သို့လှုပ်ရှားရာတွင်သဘောတယုံနှင့်အဓိပ္ပာယ်အမျိုးမျိုးပါရှိလေသည်စသဖြင့်အဓိပ္ပာယ်အမျိုးမျိုးဖော်ဆောင်ထားတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်အနေနဲ့အကဆိုတာကိုအဓိပ္ပာယ်ဖွင့်ဆိုမယ်ဆိုရင်တီးလုံးတန်စင်သို့မဟုတ်စီးချက်နဲ့လိုက်ရောညီထွေမှုရှိတဲ့ခန္ဓာကိုယ်လှုပ်ရှားမှုလိုပဲကျွန်တော်တို့အဓိပ္ပာယ်ဖွင့်ဆိုချင်ပါတယ်ဘယ်လိုခန္ဓာကိုယ်လှုပ်ရှားမှုမျိုးပဲဖြစ်ဖြစ်လက်ကလေးမြှောက်လိုက်တာပဲဖြစ်ဖြစ်ခြေထောက်ကလေးမြှောက်လိုက်တာပဲဖြစ်ခြေထောက်ကလေးကန်လိုက်တာပဲဖြစ်ဖြစ်တီးလုံးတန်စင်နဲ့လိုက်ရောညီထွေမှုရှိတဲ့စီးချက်နဲ့လိုက်ရောညီထွေမှုရှိတဲ့ခန္ဓာကိုယ်လှုပ်ရှားမှုမျိုးဆိုရင်ကျွန်တော်ကတော့အကလို့အဓိပ္ပာယ်ဖွင့်ဆိုချင်ပါတယ်ခင်ဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့တွေမူးလို့ပဲကပျော်လို့ပဲကျွန်တော်တို့မူးလည်းထခုံနေတာမျိုးရှိတယ်ဒါပေမဲ့သူတို့ဖွင့်ထားတဲ့တီးလုံးတန်စင်နဲ့အဝင်ခွင့်ကြဖြစ်တယ်ဆိုရင်ဒါဟာအကပါပဲခင်ဗျာအဲ့ဒါဆိုကျွန်တော်တို့တွေအကပုံစံနေများစွာရှိတဲ့အထက်မှာရိုးရာအကဆိုတာဘာလဲဆိုတာကိုကျွန်တော်တို့ကြည့်ကြည့်အောင်ရိုးရာအကဆိုတာကတော့လူမျိုးစုတစ်ခုရဲ့ယဉ်ကျေးမှုအနှစ်သာရပဲဖြစ်ပါတယ်မျိုးဆက်တွေအစဉ်စဉ်လက်ဆင့်ကမ်းလာခဲ့ပြီးရခင်ခေတ်အခါထင်ပေါ်ကျော်ကြားခဲ့တဲ့ဒေသဆိုင်ရာအကပုံစံတွေကိုယခုအချိန်ထိထိမ့်သိမ်းကပြနေခြင်းကိုဆိုလိုခြင်းပဲဖြစ်ပါတယ်ရင်းကားတွေမှာဒေသဆိုင်ရာတိဂီတာကိုးကွယ်ယုံကြည်မှုများနဲ့ဒလိထုံးတဲ့အစဉ်လာတွေပါဝင်လေးရှိပါတယ်။ရိုးရာအကတွေကနိုင်ငံတစ်ခုရဲ့သမိုင်းနောက်ခံထုံးတဲ့အစဉ်လာနဲ့ယုံကြည်ချက်တွေကိုယဉ်ကျေးမှုအမွေနဲ့အဖြစ်ချိတ်ဆက်ပေးတဲ့သက်ရှင်ရရှိနေတဲ့ယဉ်ကျေးမှုချိတ်ဆက်တစ်ခုပဲဖြစ်ပါတယ်။ပုံမှန်အားဖြင့်တော့ရိုးရာပွဲတော်တွေအခမ်းအနားတွေမှာဖျော်ဖြေတင်ဆက်လျက်ရှိပါတယ်။အားကြောင့်မို့လို့ရိုးရာအကကပြတဲ့သူတွေကိုယ်တိုင်နဲ့ပိုင်တာမဟုတ်ပါဘူးအဲ့နိုင်ငံအဲ့လူမျိုးတစ်မျိုးစုလုံးရဲ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့နိုင်ငံအဲ့လူမျိုးစုအားလုံးပိုင်ပါတယ်ခင်ဗျာအဲဒါဆိုကျွန်တော်တို့မြန်မာရိုးရာအကဆိုတာဟောမြန်မာရိုးရာအကဆိုတာမြန်မာတို့ရဲ့ခေတ်ဆက်ဆက်ပြောင်းလဲလာတဲ့ယဉ်ကျေးမှုအမွေအနှစ်တွေထုံးတဲ့အစဉ်လာတွေစတဲ့သမိုင်းကြောင်းတွေနဲ့ထက်ချက်မကွာပါလာတဲ့ရိုးရာအမွေအနှစ်တွေပဲဖြစ်ပါတယ်ပြူခစ်ကကြံရင်ခဲ့တဲ့ပြူကျေးရုံငါးရုပ်ရဲ့သမိုင်းကြောင်းနောက်ခံကိုအခြေခံပြီးဖန်တီးထားတဲ့ပြူကအပရိသတ်များရှင်ယခုဖြောင်းပြတင်ဆက်နေတာကတော့ BC 2ရာစုမှ AD 9ရာစုထိထွန်းကားခဲ့တဲ့ပြူခစ်အကပဲဖြစ်ပါတယ်ပကံပြည်ရဲ့နိုင်စီးပကြီးအထောက်ထားများမှာကုယူဖန်တီးထားတဲ့ပကံအကယခုဖြောင်းပြတင်ဆက်နေတာကတော့ AD 17ရာစုမှ AD 13ရာစုအထိထွန်းကားခဲ့တဲ့ပကံခေတ်အခါပဲဖြစ်ပါတယ်။ထိုနည်းတူစွာအင်းဝါခေတ်လက်ကျန်နိုင်ရင်စီးပကြီးများမှကုယူဖန်တီးထားတဲ့အင်းဝါအကားAD 14ရာစုမှ AD 18ရာစုအထိထွန်းကားခဲ့တဲ့အင်းဝါခေတ်အခါပဲဖြစ်ပါတယ်။
ထောက်ထားခိုင်လုံစွာရှိသောကုန်းပေါင်ခီရဲ့အကလာများအခုပြောပြပေးချက်ပြရတော့အေလီ18ရာစုက19ရာစုအထိထွန်းကားခဲ့တဲ့ကုန်းပေါင်ခေတ်ကဖြစ်ပါတယ်ယနေ့မြမဇတ်သမင်မှာအနှစ်သာရရှိသောနှစ်ပါးသောအကအလှများနှင့်အတူအမားတို့ရဲ့ကြီးလက်ဒေတာအကတွေဖြစ်တဲ့အိုးစီဒိုဘက်ကကောက်ဆိုင်ပြုတ်နှုတ်ကဥရွှေတုံမှုအကတွေပြင်မြန်မာတို့ရဲ့အဓိကတိုင်းရင်းသားမျိုးနွယ်စုတွေဖြစ်တဲ့ကချင်ကယားကရင်ချင်းဗမာမွန်ရခိုင်ရှမ်းအပြင်အခြားမြမမြေပေါ်မှာရှိတဲ့တိုင်းရင်းသားမျိုးနွယ်စုအားလုံးရဲ့ရိုးရာအကတွေကလည်းမြမရိုးရာအကတွေပဲဖြစ်တယ်လို့မြမတွေအပိုင်ပဲဖြစ်ပါတယ်ခင်ဗျာရိုးရာအကတွေရဲ့ထူးခြားချက်ကတော့စိတ်ဝင်စားစရာကောင်းတဲ့တမိုင်းကြောင်နောက်ခံတွေရှိသလိုထိုတမိုင်းကြောင်နောက်ခံနဲ့ဆက်နွယ်နေတဲ့ဝိစားစီရင်မှုပုံစံတွေကလည်းလူတွေကိုပိုးပြီးတော့စိတ်ဝင်စားအောင်ဆွဲဆောင်လေးရှိပါတယ်ခင်ဗျာယခုအခါမှာမြမယူရယဉ်ကျေးမှုအကတွေကလည်းအိမ်နီးချင်းနိုင်ငံတွေရဲ့ယဉ်ကျေးမှုဝါမျိုးခြင်းကိုခံရသောကြောင့်ရိုးရာအကတွေကလည်းပိုင်ရှင်နာမည်ပြောင်းတက်ခံရတာမျိုးတွေရှိလာပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့ဒါကြောင့်ကျွန်တော်တို့မြမယူရအကကလည်းသပင်တယ်တွေကပြနေတဲ့သူတွေနဲ့တင်သက်ဆိုင်တာမဟုတ်ပါဘူးမြန်မာလူမျိုးအားလုံးနဲ့သက်ဆိုင်တာမျိုးပါခင်ဗျာခေတ်စနစ်တွေတိုးတက်လာတဲ့အမျှကျွန်တော်တို့အကတွေကလည်းဘယ်လိုပုံစံမျိုးနဲ့ပဲစမ်းသစ်လာကျွန်တော်တို့ရိုးရာကိုလည်းရိုးရာအတိုင်းအားလုံးပဲဝိုင်းဝန်းပြီးတော့ထိမ့်သိမ့်ကြအောင်ပါခင်ဗျာအားကြောင့်မလို့ကျွန်တော်တို့ကမြန်မာရိုးရာအကသပင်တယ်တွေမြန်မာအကနေတဲ့သူတွေနဲ့တင်မဟုတ်ပါဘူးမြန်မာလူမျိုးအားလုံးနဲ့သက်ဆိုင်တယ်လို့မြန်မာလူမျိုးအားလုံးနဲ့ပိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီနေ့ပြောတဲ့အကြောင်းအရာအားလုံးအတွက်အကျိုးရှိတယ်ဆိုရင် like subscribe and share လေးနှိပ်ပြီးတော့ notification လေးလည်းနှိပ်ပြီးဖို့အားလုံးတောင်းဆိုပါရခင်ဗျာနောက်ဘက်မှာပြန်ပြီးတွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ